ထွက်တဲ့ငက်ကလေးတွေအိတ်တန်းဝင်အိမ်ပြန်ချိန်ဆုံးညာဒီမဲ့ထွက်တဲ့ငက်ကလေးတွေအသံပေးကဟိုဒီပေါ်လာညပဲလာထွက်ချိန်နေတိုင်းမှာဒီဆိုနေကြချင်းလေးတွေခတ်တိုးတို့ဒီဆိုတာကိုသူ့ကြောင့်တက်တဲ့ချင်းဆက်တာသူမကြိုက်တော့တိုင်းရရုံပေါ်သူ့တွေ့နေတဲ့ချင်းလေးတွေမဆိုရတော့တိုင်းရရုံပေါ်မိုးတော်တွေကလမ်းတက်